အိတ်တော့မလို့လားနေပါဦးမအိတ်ခင်လေးကိုတနေ့တာကိုပြန်ဆန်းစစ်ကြည့်အောင်အရေးကြီးဆုံးကမနေ့တစ်ခါညတစ်ခါဖျားရှိခိုးကောင်းမှုကုသိုလ်လုပ်ခဲ့ရတာနောက်တစ်ဆင့်အနေနဲ့၅ပါးတီလာတွေကတဘာဘာကိုချိုးဖောက်မိခဲ့သေးလားအလုံးမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်လောဘဒေါသမောဟတွေနဲ့စိတ်ပင်ပန်းမှုတွေဖြစ်ခဲ့ရသေးလားလူပြည့်ကျိုးနဲ့တဲ့ရှင်တန်ချင်းရဲ့တဏိတာမှာကုသိုလ်ပညာနဲ့ဥစ္စာရောတခုတော့ရခဲ့ရလားအတူရှိနေတဲ့မိဘကိုကျွေးမွေးပြုစုစောင့်ရှောက်ပြီးဒီနေ့အတွက်စိတ်ချမ်းသာအောင်ထားပြရလားမိဘနဲ့ခွဲပြီးစီးပွားရှာနေရတဲ့လူငယ်လေးတွေရောအဖေနဲ့အမေကိုတတိယလွမ်းဆွနေကြောင်းဖုံးဆက်ပြီးတော့နှုတ်ဤဆောင်မခြင်းနဲ့ရှိခဲ့ရလားကိုယ်ပေါ်နိုင်ထက်စီးနှင်ပြုတ်ခဲ့တဲ့သူတွေကိုရောခွင့်လွတ်စိတ်နဲ့မေတ္တာပို့ပြရလားမအိမ်နဲ့တော့မအိမ်နဲ့ဒေါသတွေအညိုးတွေနဲ့မအိမ်မိစေနဲ့အားလုံးကိုခွင့်လွတ်ပြီးမှအိတ်ဒါမှကိုမနှက်ဖြန်ကိုစိတ်ကြည်နူးလန်းဆန်းမှုတွေနဲ့နိုးထလာနိုင်မှာမဟုတ်လားဒီအချက်တွေအားလုံးကိုအောင်မြင်ခဲ့ရင်တော့တစ္ဆာရွှေစီဆရာတော်ရဲ့တရားလေးကိုတူတူလေးဖွင့်ကနာယူပြီးတန်မိုးရှိလာတဲ့ကိုယ့်ရဲ့တဏိတာကိုပီတိဖြစ်စွာနဲ့အိပ်ဆက်နိုင်ပါပြီမအောင်မြင်ခဲ့ရင်လည်းကိစ္စမရှိပါဘူးကိုယ့်ရဲ့မနှက်ဖြန်ကိုအကျိုးရှိအောင်ဖြတ်တန်းပြီးမင်္ဂလာတရားတော်နဲ့အညီနေထိုင်မယ်ဆိုတဲ့အတွေးနဲ့စိတ်အေးချမ်းစွာအိပ်ဆက်အနားယူပါမိတ်ဆွေ